ဣဒံဒုက္ခတိယထာဘုဒ္ဓမဇာနာတိတဲ့ဒီခန္ဓာကိုယ်ကြီးကဆင်းရဲမျှပဲလို့သိသွားနိုင်နေတဲ့။အယံဒုက္ခသမုဒယောတိယထာဘုဒ္ဓမဇာနာတိတဲ့ဟောဒီလိုချင်မဲ့မောတဲ့လောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းရင်းလက်သေးတရားခံပဲလို့အမှန်တရားကိုသိသွားနိုင်နေတဲ့။လောဘချုပ်ငြိမ်းခြင်းဒီဒုက္ခချုပ်ငြိမ်းခြင်းပဲလို့အမှန်တရားကိုသိသွားနိုင်တယ်။နော်။မမြဲတာကိုမမြဲမှန်းသိတဲ့တမ္မာဒိဋ္ဌိအမြင်မှန်ကောင်းဆောင်တဲ့မဂ္ဂင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့တခုတည်းသောလမ်းကြောင်းပဲလို့အမှန်တရားကိုသိသွားနိုင်တယ်။သစ္စာလေးပါးကိုပြောတာနော်။တယောက်တည်းနေခြင်းအပြင်သစ္စာလေးပါးအမှန်တရားကိုတော့သိသွားနိုင်တယ်လို့ခေါ်တာ။ဟုတ်လား။အဲ့တော့ဘုန်းဘုန်းတို့ကအစဉ်ပြေအောင်ဘလို့နေမလို့အခုလူတိုင်းပြောပါတယ်။ပြောနေကြတာဗါတဲ့တော့လူချင်းဝေးပါနှလုံးသားချင်းနီးပါတယ်ဟုတ်လား။လူချင်းတော့နီးလို့သိပြီးတော့အစဉ်မပြေဘူးဒီအခြေအနေကဟုတ်လား။ဒါပေမဲ့မေတ္တာတရားနဲ့အကျိုးဆောင်လို့မှုတွေနဲ့နှလုံးသားချင်းတော့ဘာလို့ဖို့လို့တော့နီးဖို့လို့တယ်